이거 전라 공농가 라게비 고정무지 매형하이네တွေ့ဆုံခဲ့တဲ့ တန်တမ အုပ်စု ထဲမှာ ပါတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ် ဒီ ပေါ်မှာ နိုင်ငံရေး အရာ ဘယ်လောက် မျှော်လင့်စရာ ရှိပါသလဲ အမျိုးသား ညီညွတ်ရေး အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဆာဆာ နဲ့ ဆက်သွယ် မေးမြန်းသွားမှာ ဖြစ်ပါတယ် ဟုတ်ကဲ့ မင်္ဂလာပါ ဆရာ မင်္ဂလာပါ ဟုတ်ကဲ့ ဆရာ ပထမဆုံး အနေနဲ့ ပေါ့နော် ဒီ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကနေ ပြီးတော့ ဒါ ဒီ ပေါ့နော် နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူမယ် နိုင်ငံတော် စီမံကိန်း ပေါ့နော် စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေး ကော်မတီ ကိုလည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရ အဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်တယ် လို့ ဒါ ဩဂုတ်လ 1 ရက်နေ့ ရက်စွဲနဲ့ ပေါ့ ထုတ်ပြန်ကြေညာခဲ့တယ် ပေါ့လေ အခု တခါ ဒါ အာဆီယံ သံတမန် အဖြစ်ကို ဒါ ဘရူနိုင်း နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ကို လက်ခံလိုက်တယ် ပေါ့လေ အဲ့တော့ နိုင်ငံရေး အရာ ခပ်သွက်သွက် ကလေး လှုပ်ရှားလာတာမျိုးတွေ တွေ့ရတယ် ပေါ့လေ အကြောင်းရင်းက ဘာများ ဖြစ်မလဲ ရှင့် ဆရာတို့ ဘယ်လို ယူဆပါသလဲ နံပါတ် 1 အနေနဲ့ ကတော့ ဒီ ကျဆုံးနေတဲ့ ရှုံးနေနေတဲ့ စစ်ဗိုလ်ချုပ်တွေ စစ်ကောင်စီတွေ သူတို့မှာ ရွေးချယ်စရာ လာမရှိတော့ဘူး ဆိုတာ သိချတယ် အခြေအနေကိုလည်း သူတို့က COVID-19 ဆိုရင်လည်း ဒီအတက်အကျဖြစ်သွားအောင်ကို တရားခါက ဒီ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ ဖြစ်တယ် အဲ့တော့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း humanitarian လူသားချင်း စာနာထောက်ထားရေး အကျအတက်ကိုလည်း သူတို့က ဖာတီးသွားတာ ဖြစ်တယ် အခုဆိုရင်တော့ လူ 1000 ကျော် အပြစ်မဲ့ပြည်သူတွေ တတ်ခံလိုက် အခုက မြန်မာပြည်သူလူထု 6.4 က စားစရာမရှိတော့ဖြစ်တယ် အော်တိုဘာလ 9 ကျရင် မြန်မာနိုင်ငံလူဦးရေရဲ့ တဝက် ဖြစ်တဲ့ 29 တန်း လောက်က ဒီနှစ်အတွင်းမှာ စီးရဲဒုက္ခချင်း အောက်မှာ ရောက်တော့မှာ အဲ့လို အခြေအနေကို ကျွန်တော်တို့က ရင်ဆိုင်နေရတဲ့ အချိန်မှာ COVID-19 ဆိုရင်လည်း ထိမနိုင် တိတ်မနိုင် သူတို့ ဖြစ်သွားအောင် လုပ်သွားတယ် ပြီးတော့ အခုဆိုရင်တော့ ဒီ ကြိုးချသူတွေက ပြောလာတာက COVID-19 ဒီ တလား 2 လ မဟုတ် တစ်ပတ် 2 ပတ် အတွင်းမှာ မြန်မာနိုင်ငံလူဦးရေရဲ့ တဝက်ကို ကူးစက်နိုင်တယ် ဆိုတာ ဖြစ်လာ ဆိုတော့ COVID-19 က တစ်ဖက်က ပြောမယ်ဆိုရင် နယ်နိမိတ်မရှိဘူး နိုင်ငံရေးပါတီမရှိဘူး ဘာသာရေးမရှိဘူး လူမျိုးရေးမရှိဘူး ဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ COVID-19 ပြဿနာဒီ တစ်ကမ္ဘာလုံး လူချင်းကိုလည်း ထိခိုက်လာနိုင်တဲ့ အနေအထားကို ရောက် ဒါ အစောကတည်းက ကျွန်တော်ပြောတယ် အခုက မြန်မာနိုင်ငံမှာ အစိုးရမရှိဘူးဖြစ် အစိုးရကို သူတို့က လက်နက်နဲ့ အကြမ်းဖက်ပြီးတော့ ဖယ်ရှားလိုက်တယ် ပြည်သူလူထုကို တားလိုက်တယ် ဆိုတော့ COVID-19 က တစ်ကမ္ဘာလုံးက ကာကွယ် တိုက်ခိုက် တွန်းလှန်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ COVID-19 ကို ကာကွယ် တွန်းလှန်မဲ့သူ မရှိဘူး 6 လ အတွင်းကို ဒီတိုင်း ထားခဲ့တယ် 6 လ အတွင်းကို ဘာမှ COVID-19 နဲ့ ပတ်သက်ပြီးတော့ မလုပ်ဖြစ်နေတယ် တကယ်တော့ဆိုရင် လုပ်တဲ့သူတွေကိုက သူက တတ်နေတယ် ဖြတ်နေတယ် ဆိုတော့ ရွေးချယ်စရာ လာမရှိတော့ uniform ကို ချုပ်ပြီးတော့ အရာဝတ်နဲ့ ဒီဖက် စစ်ကောင်စီ ဆိုတာနဲ့ ကိုက ဒီဖက် အိမ်စောင့် အစိုးရ ပိုင်းရ အဲ့လို နာမည်ကို မဲ့လိုက်တယ် ဆိုတော့ ဒါက တကယ်တော့ ပြောမယ်ဆိုရင်တော့ သူတို့မှာ ရှုံးနေပြီ စစ်ဗိုလ်ချုပ်တွေက ကျဆုံးနေပြီးတော့ ရှုံးနေတယ် ပြည်သူလူထုက အောင်မြင်နေတယ် ဆိုတဲ့ သက်သေအထောက်အထား တစ်ချိန်တည်းမှာပြီး အာဆီယံ ဟာလည်း တကယ်တော့ဆိုရင် သူတို့ လက်ခံခြင်းတွေ ဖြစ်စေ မခံခြင်းတွေ ဖြစ်စေ သူတို့မှာ တခြား ရွေးစရာ လာမရှိဘူး ဒါ မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဒါကို လိုချင်လို့ ဖြစ်လုပ်နေတာ မဟုတ်ဘူး တကယ်တော့ဆိုရင် အာဆီယံကို ကြည့်မယ်ဆိုရင် အာဆီယံ တမိုက်မှာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒ အကြီးကြီးရှိတယ် not interfering domestic affairs ဆိုတာရှိတယ် အခုက မူဘောင်ထဲကနေပြီးတော့ သူတို့ ကြော်ပြီးတော့ မြန်မာနိုင်ငံဟာ မဝင်ရောက် မစွက်ဖက်လို့ မဖြစ်တဲ့ အခြေအနေ ဖြစ်နေ အာဆီယံ အားလုံးက သတ်မှတ်ထား ဒါကလေးက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘလောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လဲ ဆိုတာ တက်တဲ့အထောက်အထား ဖြစ်တယ် ဒေါ်ယိုဒါယိုနဲ့ အာဆီယံက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး အခုကတော့ သူတို့ရဲ့ policy ကို ကြော်ပြီးတော့ တကယ်တော့ဆိုရင်တော့ အာဆီယံ
မြန်မာနိုင်ငံဆိုင်ရာအထူးဒါနမှာအာရှ special envoy ကိုခန့်ရတဲ့အနေအထားအထိကိုရောက်သွားတယ်ဆိုတော့ကျွန်တော်တို့နားလည်တာကထိုင်းနိုင်ငံမှာနိုင်ငံခြားရေးဝန်ကြီးအဟောင်းတရားကိုမိအောင်လှိုင်ကကြိုက်တယ်သူကိုဖြစ်စေချင်တာပေါ့ဒါပေမဲ့လည်းတခြားအာရှနိုင်ငံ9နိုင်ငံကဒါကိုလည်းမခံနိုင်ဒါမိအောင်လှိုင်ကရွေးရမှာမဟုတ်ဘူးပေါ့ဒါသူဒီဖက်မှာရွေးပိုက်ခွင့်အဲ့လိုမရှိဘူးအဲ့မှာ9နိုင်ငံဆိုတော့ဒီ9နိုင်ငံကနေပြီးတော့အခုဆိုရင်ဟုတ်ပြီလွယ်ခဲ့တဲ့အချိန်ဒီမှာတော့သွားပြီးတဲ့ဖြစ်တာဥစ္စာကိုကျွန်တော်မပြောချင်တော့ဘူးအခုကတော့ကျွန်တော်တို့အနေနဲ့ဒါအလို့ဟာကျွန်တော်ဒီဟိုတို့ကလည်းအာရှအခုဖြစ်လာတဲ့ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ကျွန်တော်နဲ့ဟိုစကားပြောခွင့်ရခဲ့တယ်ဆိုတော့အခုကဆိုရင်လည်းကျွန်တော်နောက်ကိုရနေပြီးတော့အများကြီးဆွေးနွေးနေပါတယ်ဒါလည်းပြည်သူလူထုကိုလည်းသိစေချင်ပါတယ်ဆိုတော့ပြောချင်တာကဒီအခုဒေါက်တာအရဝန်ဒီသူကတကယ်တော့ဆိုရင်9နိုင်ငံကလက်ခံထားတယ်တို့ဒါကျွန်တော်တို့တတိနောက်ဆုံးတတိယကျွန်တော်တို့တိလာတယ်ဆိုတော့သူကဒါမေတိတ်ကတော်တော်ကောင်းတယ်9နိုင်ငံကလက်ခံထားတယ်ဆိုတော့အခုဆိုရင်တော့ဒီဖက်စစ်ကောင်စီလည်းလက်ခံတယ်လို့ကျွန်တော်တို့ကြားတယ်ဆိုတော့ဒါအလုံးကျွန်တော်တို့ကဘာပဲပြောဒီအခြေအနေထိကတော့ကျွန်တော်တို့ဒါဟိုအာဆီယံ5 point တွေကိုဟာလဲဂျကာတာမြို့မှာအကောင့်ထဲပေါ်မှာမဟုတ်ဘူးဒါအောက်ချိန်မှာအကောင့်ထဲပေါ်ရမယ်ဆိုတော့အဲ့ဒီအချက်၅ချက်ကိုဘလောက်အထိရောက်အကောင့်ထဲပေါ်နိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲကျွန်တော်ကစောင့်ကြည့်ရမှာဖြစ်တယ်တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်တောက်လျှောက်ပဲပြည်ပြည်ဆိုင်ရာဝကြီးဌာနရဲ့ဝကြီးတပအနေနဲ့ကျွန်တော်လည်းပြည်ပြည်ဆိုင်ရာအစိုးရတွေဥပမာဥရောပတိုင်းပြီးတော့အမေရိကန်နဲ့တစ်ဖက်မျိုးကျွန်တော်ချိတ်ဆက်လာခဲ့တဲ့တောက်လျှောက်မှာဒီအာရှရဲ့လုံးရောကိုကနိုင်ငံတကာလည်းစောင့်ကြည့်နေတဲ့အခြေအနေမှာအခုကတော့ဒီဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဒေါက်တာအရဝန်ကဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ကဘာပဲဖြစ်ဘယ်တူပဲအာရှန်အဝင်းဖြစ်လာကျွန်တော်တို့ကတော့တစ်ဖက်ကပြောမယ်ဆိုလက်ခံရမှာတစ်ဖက်ကပြောမယ်ဆိုတော့ကျွန်တော်တို့မေးရမှာကဘလောက်အထိ special envoy နဲ့ကျွန်တော်တို့နဲ့ပူပေါင်းညီနိုင်ဆောင်ရွက်အဖြစ်ရှာနိုင်တယ်လဲဆိုတာဟာအရေးကြီးတယ်ပြီးတော့တစ်ဖက်ကပြောမယ်ဆိုရင်အာရှန် envoy ဒီတတ်မှတ်တဲ့အချိန်ဇယားကိုသူတို့စီရမှာဖြစ်ပါတယ်ဒါလည်းကျွန်တော်နောက်ကိုရနေပြီးတော့တေချာပြောထားပြီဘာလို့လဲဆိုတော့ဒီအခြေစရာမရှိဘဲနဲ့အလုပ်နေလူထုကတင်နေပြီကောဆိုတော့အခြေစရာကိုတေချာလုပ်ထားပြီးတော့ဒီလအတွင်းမှာဒါဖြစ်ရမယ်ဒီလအတွင်းမှာဒါဖြစ်ရမယ်ဆိုတော့တကယ်ဟို realistic လည်းဖြစ်ဖို့လို့လို့ဒါကို achieve able လည်းဖြစ်ဖို့လို့လို့ time bound ဖြစ်ဖို့လိုအပ်တဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ပါတယ်ပြီးတော့လည်းတစ်ဖက်ကပြောမယ်ဆိုရင်ဒီအာရှန် special envoy role မှာအခုလောက inclusive structure ဖြစ်နိုင်ဖို့တော့ရည်ကြည်တယ် inclusive structure inclusive strategy မဟာဗျူဟာကိုကလည်းအားလုံးပါဝင်နိုင်တဲ့မဟာဗျူဟာဖြစ်ဖို့လိုပါတယ်တစ်ဖက်ကပြောမယ်ဆိုတော့တိုင်းရင်းသားလက်နက်ကိုင်တွေလည်းအဲ့ဒီမှာ include ဖြစ်ရမယ်ပါဝင်ရမယ်ထို့နည်းတူပဲ political party တွေလည်းပါဝင်ရမယ်ထို့နည်းတူပဲ2020ရွေးကောက်ပွဲမှာရွေးကောက်တင်မြှောက်ခံထားတဲ့လူထုလွတ်တော်ကိုယ်စားလှယ်အမတွေလည်းပါဝင်ရမယ်ပြီးတော့နိုင်ငံရေးပါတီတွေပါမယ်ကျွန်တော်တို့ NUG အဲ့တော့ OB တဲ့မှာ one of the main stakeholder ပေါ့ဆိုတော့အဲ့မှာသူတို့ကလည်းအခုကျွန်တော်ကတိပေးထားတာကဟုတ်ပြီကျွန်တော်ကဒီ inclusive ဖြစ်မယ်ဒါကတော့ကျွန်တော်အနေနဲ့ inclusive ဖြစ်မယ်ဆိုပြီးတော့လည်းပြောလာပါတယ်ဆိုတော့ပြောရမယ်ဆိုရင်ဒါတစ်ဖက်ကပြောမယ်ဆိုအာရှအနေနဲ့ကတော့နောက်ဆုံးအခွင့်အရေးတစ်ခုပဲဖြစ်တယ်ဒီအခွင့်အရေးကိုကဆိုးသွားတယ်ဆိုတော့ဆိုးသွားမယ်ဆိုရင်အာရှအတွက်တော်လည်းကောင်းမြန်မာနိုင်ငံအတွက်တော်လည်းကောင်း
အခုနအကျွေးခံလိုက်တဲ့ဟို special envoy အတွက်တော့လည်းကောင်းဒါရှုပ်ရှုပ်မှု၃ခုနဲ့ဤဆိုင်လိုက်တယ်တစ်ဖက်ကအောင်မြင်မယ်ဆိုရင်လည်းဒါအောင်မြင်မှု၃ခု win 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 ဖြစ်နိုင်တယ်ဆိုတော့ဒါဘယ်လိုဖြစ်ဘရူနိုင်းနိုင်ငံချိုင်းဝကြီးဆိုတာဒုဝကြီးဖြစ်ပေမဲ့လည်းသူကဝကြီးကတကယ်တော့ဆိုတော့ဘီမီတာဆူတန်ဖြစ်တယ်ဆိုတော့သူတို့ကထိုးစာရဒါဒုဝကြီးကပဲကိုလိုကဖြစ်တယ်ဆိုတော့သူကပဲအာရှန်ဥက္ကဋ္ဌလည်းဖြစ်တယ်လောလောဆယ်အခုကဆိုတော့အာရှန် special envoy ဖြစ်တယ်ဆိုတော့ဥက္ကဋ္ဌလည်းဖြစ်တယ် special envoy လည်းဖြစ်တယ်ဆိုတော့ဥက္ကဋ္ဌအပေါင်း special envoy အဲ့ဒီ raw နှစ်ခုနဲ့ကိုတွဲပြီးတော့ဒါကိုမလုံနိုင်တော့ရတော့ဘာလို့တခြားဟာအဲ့တော့တိတ်နော်မျိုးလေးဆရာမရှိပါဘူးလို့ပြောနိုင်တယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီနေရာမှာပေါ့နော်ဒီအမေရိကန်နိုင်ငံသားရေးဝန်ကြီးဒါဘလန်ကန်ကိုရိုင်းကအာဆီယံကိုနည်းနည်းဖိအားပေးနေတဲ့သဘောလည်းရှိတာပေါ့လေဒီအောက်တိုဘာ2ရက်နေ့ကကျင်းပတဲ့ဒီမဲခေါင်အာဆီယံဝန်ကြီးတွေအစည်းအဝေးမှာဆိုလို့ရှိရင်လည်းဒီအာဆီယံသဘောတူညီချက်9ရက်နဲ့ပတ်သက်ပြီးပြောခဲ့တာတွေရှိတာပေါ့လေဥပမာမြန်မာစစ်တပ်အနေနဲ့ဒီတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဆိုတဲ့အပိုင်းတွေနိုင်ငံတွေကနေပြီးတော့အမြဲတမ်းကိုအရေးယူဆောင်ကြည့်ရမယ်ဆိုတဲ့အပိုင်းတွေပြီးတော့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့မတရားဖန်ဆီးထိန်းသိမ်းထားတဲ့သူတွေကိုပြန်လွှတ်ပေးဖို့နဲ့ဒီနိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လျှောက်လှမ်းစေဖို့ဆိုတဲ့အချက်တွေလည်းထည့်သွင်းပြီးပြောသွားတာတွေ့တယ်အခုတခါဆရာနဲ့အခုဆွေးနွေးရကဆရာကဒီမှာပြောတဲ့ထဲမှာတော့ဒါ inclusive structure ဖြစ်ဖို့လည်းလိုတယ်ဆိုတဲ့အပိုင်းတွေပြောတာပေါ့လေအဲ့ဒီတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာတို့အာဆီယံနဲ့ဟောပေါ့နော်ဆွေးနွေးပြီးသွားပြီလားပေါ့ဒါဟိုကျွန်တော်ကတချို့ဥစ္စာတွေကတော့အခြေမတန်သေးလို့ပြောတာခက်တယ်ဒါလည်းနားလဲပေးပါလို့အားလုံးမိတရားခတ်လို့ပါတယ်ဒါပေမဲ့ကျွန်တော်ပြောနိုင်တာကတော့အာရှရဲ့မူပေါင်းကိုကြော်ပြီးတော့အာရှကလုံနေတယ်ဆိုတာကမြန်မာနိုင်ငံအချက်အတက်ဒီအာရှန်အချက်အတက်ဖြစ်လာပြီဆိုတာပါပဲဒါကြောင့်မလို့အခုဒီအာရှနိုင်ငံချင်းဝကြီးဒီနဲ့တခြားသုံးနိုင်ငံပေါ့အထူးသဖြင့်အမေရိကန်နိုင်ငံရဲ့တရုတ်ရဲ့အခုကအိန္ဒိယလည်းပါတယ်ဆိုတော့ ASEAN +3 ကစီဝေလုံးဆိုတော့အခုကမြန်မာနိုင်ငံအရေးလို့ပြောပေမဲ့လည်းအခုကတကယ်အာရှန်အရေးဖြစ်လာတဲ့အတွက်ကြောင့်အာရှကအဲ့ဒီမူပေါင်းကိုကြော်ပြီးတော့အခုဆိုရင်သူတို့မြန်မာအာရှရဲ့တမိုင်းမှာတခါမှမလုပ်ဘူးတဲ့ဥစ္စာကိုလုပ်နေတာဖြစ်တယ်ဆိုတော့အာရှတမိုင်းမှာအခုလို special envoy ကိုခါပြီးတော့အာရှနိုင်ငံတနိုင်ငံရဲ့အတွေ့အကြုံကိုဝီရောက်ဆွဲဖက်တယ်ဆိုတာမရှိဘူးတကယ်လားဆိုဒါပထမအချက်ဖြစ်တယ်ဆိုတော့ကျွန်တော်လည်းဒီဥရောပတိုက်ကလူကြီးတွေနဲ့ရောတစ်ဖက်ကမိမိတို့ကျွန်တော်ပြောခဲ့တဲ့အချိန်မှာနိုင်ငံတကာလူကြီးတွေနဲ့ကျွန်တော်ချိတ်ဆက်တဲ့သူတွေအလုပ်ကတော့အခုဒေါက်တာအဲရီဝန်ကိုလူကောင်းလူမို့လို့အားလုံးပြောကြတယ်ဒါလည်းကောင်းတဲ့အချက်ပေါ့ပြီးတော့သူကအခုနအာရှမှာဘာဘယ်လိုလုပ်တယ်လဲဆိုတာသူအတွေ့အကြနားလည်တဲ့သူတယောက်လည်းဖြစ်တယ်ဆိုတော့အခုကမူပေါင်းကိုကြော်ပြီးတော့လုပ်ရမယ့်အလုပ်မှာခက်ခဲတော့ခက်ခဲမှာပေါ့နော်ဒါကျွန်တော်ဖက်ကလည်းပူပေါင်းဆောင်ရွက်ဖို့ကတော့အရေးကြီးတယ်ကျွန်တော်အားလုံးအနေနဲ့သူတို့အာရှမအောင်မြင်မှုကမြန်မာနိုင်ငံမအောင်မြင်မှုဖြစ်သွားမယ်ဒါပေမဲ့လည်းဒါအောင်မြင်မှုဖြစ်တော့မြန်မာနိုင်ငံအောင်မြင်ဖြစ်သွားမယ်ဆိုတော့ကျွန်တော်အနေနဲ့ကဖက်ကနေပြီးတော့ဒါကိုပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်လည်းအာရှနဲ့လူကြီးတွေတချို့နဲ့စကားပြောတဲ့အခါမှာဒါပြောတယ်သူနည်းတူပဲကျွန်တော်နိုင်ငံUK နဲ့ပဲပြော EU နဲ့ပဲပြောအမေရိကန်နဲ့အားလုံးကတရုတ်ဆိုရင်လည်းအခုလို့ဒါ stakeholder international မှာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့အဲ့မှာ stakeholder အားလုံးကအာဆီယံရဲ့ raw ကိုအားလုံးနားလည်တဲ့ပေါ်ပါတယ်အဲ့မှာပဲဘို platform ကအာဆီယံဖြစ်နေတဲ့ခုပေါ့နော်တရုတ်တော်၎င်းအမေရိကဘိုကအာရှဖြစ်နေတယ်ဒီဖက် EU ရောကျွန်တော် UK ရောတခြားနိုင်ငံတော့မြန်မာအလုပ်ရဲ့ဘိုဟာလည်းအခုလူတချိစာနာထောင်းထားရေးဆိုရင်လည်းအာဆီယံမှာရှိတဲ့အာဟလို့ခေါ်တဲ့အဲ့ဒီ humanitarian assistance center ကနေပြီးတော့အာဆီယံမှာရှိတဲ့ဥစ္စာနဲ့တစ်စစ်သူတို့ကူညီဖို့ဒါတွေရှိတယ်ဒါလည်းဥပမာပြောမယ်ဆိုတော့ European Union ကမကြခင်မှာပဲ EU နှစ်တန်း
COVID-19 နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုမြန်မာနိုင်ငံကိုထူလိုက်တာပေါ့ဒါဟာလည်းအာဆီယံနဲ့တစ်ဖက်ကပူးပေါင်းရမယ်တစ်ဖက်ကလည်းအောက်ခြေမှာရှိတဲ့ INGO NGO နဲ့ပူးပေါင်းမယ်ဆိုတော့ဒါအားလို့ပေါ့ဆိုတော့အာဆီယံကတကယ်သားဆိုရင်တော့ interlocutor လို့ခေါ်တဲ့ကျွန်တော်ကြားခံနေမှာကြားခံရဲ့အလုပ်ကိုသူတို့ကောက်ကောက်မလုပ်နိုင်တဲ့အနေအထားမှာရှိဒါကိုလည်းကျွန်တော်ကဘယ်နိုင်ငံနဲ့ပဲပြောဒီအာဆီယံနဲ့ပဲပြောကျွန်တော်နဲ့ကတော့ဒါအရေးကြီးကြောင်းကိုခဏဥမာပေါ့ကျွန်တော်ရှင်းပြောရတော့အခုစစ်ကောင်စီနဲ့စကားပြောနေတာကဘာမှာတိတ်မများဘူးเนาะမရှိတဲ့လောက်ပါဘူးဆိုတော့အဲ့ဒီနေရာမှာစစ်ကောင်စီနဲ့စကားပြောနေတဲ့ဒီအစိုးရအစစ်ကတော့အာဆီယံကမှလွယ်လို့တခြားနိုင်ငံမရှိဘူးပေါ့နော်အဲ့တော့တရုတ်တော့ပြောနေတယ်ဒါပေမဲ့လည်းတရုတ်ကလည်းအာဆီယံမှတစ်စစ်ပြောတာကိုသူပုံကြိုက်တာနဲ့တူတယ်ကျွန်တော်တိတလောက်ဆိုပေါ့နော်ကျွန်တော်ခမှဆိုတော့ဘာပြောအာဆီယံမှာသူတို့တကက်တာကို seriously နဲ့လုပ်ပြီးတော့ယူသွားမယ်ဆိုတော့ American အတွက်လည်းဒါအကျိုးရှိနိုင်တယ်အကျိုး American interest အတွက်လည်းကောင်းတယ်တရုတ် interest အတွက်လည်းကောင်းတယ်မြန်မာနိုင်ငံအတွက်လည်းဆိုတော့သူတို့ကဒါကြောင့်မလို့ကျွန်တော်ဒါကို proposal လုပ်ထားတာကတော့ဘလို့ပဲဖြစ်ဖြစ်ဒီ raw ကိုယူတဲ့အခါမှာstrategy နိဗျူဟာနဲ့မဟာဗျူဟာနဲ့ structure ပုံစံကိုကမလုတ်ခိကရကနေပြီးတော့ဒါ inclusive ဖြစ်တဲ့အဲ့မှာပြောရတာကိုမြန်မာနိုင်ငံအရေးကြီးဆုံးဖြစ်တယ်မြန်မာနိုင်ငံမှာလူထုရဲ့အတန်ကအဲ့မှာပါဝင်နိုင်ရမယ်လူထုအတန်ပါဝင်နိုင်တာမကပဲလူထုရဲ့အတန်ကိုအကောင့်ထဲပေါ်နိုင်တဲ့เนาะဒါ platform strategy တွေဖြစ်ရမယ်ထို့နည်းတူပဲအဲ့မှာတိုင်းသားလက်နက်ကင်တွေရဲ့အတန်တွေကိုစံတွေပြီးတော့ political party တွေပြီးတော့ elected member of parliament တွေ civil society organization တွေတပိတ်တွေ CDM တွေဒါတွေအားလုံးကိုလည်း inclusive ဖြစ်နိုင်တဲ့ကျွန်တော် NUG တခုကိုပဲ include လုပ်ပြီးတော့တခြားဟာတွေကို exclude လုပ်တယ်ဆိုတာမဟုတ်ပဲねအကုန်အလုပ်ကိုစုပေါင်းပါဝင်နိုင်တဲ့structure ကိုပုံစံကိုထွန်ဖို့လုပ်တယ်ပြီးတော့ဒါမကဘဲ international မှာပြောမယ်ဆိုတော့အဲ့ဒီ structure မှာကိုကတရုတ်လည်းပါဝင်နိုင်ရမယ်အမေရိကန်လည်းပါဝင်နိုင်ရမယ်ထို့နည်းတူပေါ့ကျွန်တော် EU လည်းအဲ့မှာပါဝင်နိုင်ရမယ်အခုန Australia တို့ Canada UK တို့ဒါအားလုံးနိုင်ငံပေါင်းစုံနဲ့ပြည်ပဆိုင်ရာလို့ပြောတဲ့အခါမှာကုလသမဂ္ဂကန်တာရော UN Security Council ရဲ့ကန်တာအဲ့မှာပါဝင်နိုင်တဲ့ structure ကိုကရှိနိုင်ဖို့ဆိုတာကိုကကျွန်တော်နောက်ွယ်မှာတော့ဒါကိုတောက်ဆောင်ပြောနေတာဖြစ်တယ်ဆိုတော့ဒါအမေရိကန်အစိုးရလည်းဒါကိုနားလည်တယ်ဆိုတော့ကျွန်တော်ပြောနေတဲ့ BDC အစိုးရတို့ EU တို့ဟာလည်းဒါအားလုံးကိုနားလည်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါကတော့အဖက်ကနေပြီးတော့နော်စူပေါင်းဤအားနဲ့ကိုလုံးမှဖြစ်မယ်လို့ကျွန်တော်တို့ယူချင်တယ်တစ်ဖက်ကပြောမယ်ဆိုရင်လည်းရှစ်ကောက်စီတွေဟာလည်းသူတို့အတွက်ခါတာနောက်ဆုံးပဲဒါဒီတခါမှအလုပ်ဖြစ်အောင်ကိုမလုပ်ပဲနဲ့ဒါကိုအနှောက်ဆက်ပေးတဲ့ပုံစံလိုမျိုးနဲ့ obstruct လုပ်လာတဲ့ပုံစံလိုမျိုးလို့ရတော့ရှစ်ကောက်စီအတွက်ကတော့ဒါတခြားဟာလုံးဝမရှိတော့ဘူးဒါနောက်ဆုံးသူတို့အနေနဲ့ကတော့ဒါ last chance ပေါ့သူတို့အတွက်ကတော့ဆိုတော့အဲ့လိုနိုင်ငံလောကမှာတော့အဲ့လိုပြောလို့ရပါတယ်ဆိုတော့ဒီတစ်ခါမအောင်မီဘူးဆိုတော့ကျွန်တော်အာဆီယံအတွက်ဟာလဲနောက်ဆိုကြရတော့ဒါသူတို့ pull out လုပ်ပြီးတော့နောက်ဆိုကြရတော့ဒါတကယ်ကြီးမားမားဆိုးဒီထက်အစပေါင်းများစွာဆိုးရတဲ့နိုင်ငံရဲ့အကြအတန်ဒီထက်အစပေါင်းများစွာဆိုးရတဲ့humanitarian လူသားချင်းစာနာထောက်ထားရေးအကြအတန်နဲ့ဒီထက်အစပေါင်းများစွာဆိုးရတဲ့ COVID-19 အကြအတဲကူတောင်းမှကျွန်တော်ရေးဆိုင်နိုင်ဖွယ်ရှိပါတယ်ဆိုတော့ဒါအဲ့လိုရေးဆိုင်လိုက်တယ်ဆိုတော့တကဘာလို့ရဲ့လိုချွေရေးကူပါထိခိုက်လာမဲ့အနေအထားရှိတယ်ဒါကြောင့်မလို့ဒီဥစ္စာ chance ကတော့လို့ဝမဆူဆူအောင်ဖက်ကနေပြီးတော့ထိထိဖို့တော့လုပ်တယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ဒီသမိုင်းမှာတော့အစဉ်လာအပြင်အာဆီယံကနာမည်ပြစ်ခဲ့တယ်လို့ဖြစ်တာပေါ့လေမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ပြောပါတယ်အဲ့တော့ဒီတစ်ခါမှာဒီသမိုင်းကိုသူပြင်မို့စူးစမ်းနိုင်တဲ့စူးစမ်းကောင်းလဲစူးစမ်းနိုင်တယ်ပေါ့လေအဲ့တော့အာဆီယံအထူးကိုယ်စားလှယ်ခန့်တာကိုကျူးဆိုပေမဲ့ဒီပေါ့နော်ဒီသဘောတူထားတဲ့အတိုင်းအများဆုံးအကောင့်ထဲပို့ဆို
ဖို့ဆိုပြီးတော့လေဒီဥရောပသမဂ္ဂတောင်းဆိုထားတာတွေရှိပါတယ်အဲ့တော့မြန်မာအရေးဖြေချဖို့အတွက်ဘုံသဘောတူထားတဲ့အတိုင်းဟလာ CRPH နဲ့လည်းတွေ့ရမယ် NUG အပါဝင်သက်ဆိုင်သူတွေအားလုံးနဲ့ဒီဆွေးနွေးပွဲမှာပါဝင်ရဖို့အတွက်တေရောနောက်ဖန်ဆီးထားတဲ့သူတွေကိုလွှတ်ပေးဖို့အတွက်တေရောအဲ့ဒါမျိုးဒီဥရောပဘက်ကလည်းဒီအာဆီယံကိုတောင်းဆိုထားတာမျိုးတွေရှိတဲ့အခါကျတော့အာဆီယံအနေနဲ့တော့အရင်လိုပုံစံမျိုးနဲ့သွားလို့မရတော့ဘူးဆိုတာသူတို့လည်းသဘောပေါက်မှာပေါ့လေဒီနေရာမှာတခုမေးချင်တာကဒီဘက်ကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အပိုင်းပေါ့နော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပြီးတော့အိမ်ဆောင်ဆိုးရဆိုပြီးတော့ဖွဲ့ပြီးတော့ထားလာရိုးသားတဲ့နိုင်ငံရေးကိုတိစောက်မယ်လို့ပြောခဲ့တော့ဒီပေါ်မှာဆရာတို့ကဘယ်လောက်ထိနိုင်ငံရေးရမျှော်လင့်လို့ရပါသလဲရှင့်မြန်မာနိုင်ငံတမိုင်းကိုကျွန်တော်တို့တေချာပြန်ကြည့်မယ်ဆိုရင်မြန်မာပြည်သူလူထုကဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီအတွက်ကိုအသက်ထောင်ပေါင်းများစွာပေးဆလာခဲ့ပြီလူတော်တော်များများဟာလည်းနိုင်ငံတော်သူရဲကောင်းနိုင်ငံတော်အာဇာနည်လည်းကိုလိုအသက်တော်တော်များများတော့ထောင်နဲ့ကိုထောင်ပေါင်းများစွာကိုပေးကလာခဲ့ပြီဆိုတော့ဒါမိအောင်လည်းသိပါတယ်ဒါစစ်ဗိုလ်ချုပ်တွေသိပါတယ်သူတို့လှုပ်ချင်တာက self interest ကိုပဲ serve သူတို့ရဲ့အကျိုးစီးပွားကိုပဲသူတို့ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးကိုအတုချပြီးတော့သူတို့အကျိုးစီးပွားကိုပဲကာကွယ်နေတယ်ဆိုတော့ဘလို့နဲ့မှကိုကကျတို့ခိတ်မဟုတ်လဲနောက်ခိလာကြီးလဲနိုင်ငံတနိုင်ငံဆိုတာကလူတဦးတယောက်နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံမဟုတ်ဘူးလေကျတို့မြန်မာနိုင်ငံမှာဆိုတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံတိုင်းဒေသပေါင်းစုံတစ်ဖက်ကပြောမယ်ဆိုတော့ပါချာလို့ပေါ့နော်ပါချာမှာပါအမျိုးမျိုးရှိတယ်လို့ကျတို့မြန်မာနိုင်ငံမှာလည်းအမျိုးမျိုးသောတိုင်းဒေသအမျိုးမျိုးသောဘာသာရေးမျိုးမျိုးသောကျတို့ဖက်ဖက်ကနေအတူလာကြည့်ပြီးတော့မြန်မာနိုင်ငံဆိုတဲ့ဥစ္စာကိုတည်ထောင်တယ်ဆိုတော့မင်းကသူလုပ်ပြတဲ့ပုံစံကိုကြည့်လိုက်တယ်သူဟာနဲ့သူကိုချုပ်ခါတယ်ကဘာမှာကိုနီကိုဟာဝချုပ်ခါတယ်ဆိုတာကတစ်ဖက်ကပထမအကြိမ်လဲဖြစ်မယ်လို့ထင်တယ်ဒါလေသူဟာနဲ့သူကိုနိုင်ငံတော်ကြည့်ခဲ့ခါတယ်ဆိုတာကဥမာတချို့ကွန်မြူနစ်နိုင်ငံတွေတောင်မှကိုနီကိုဟာကိုဘယ်သူမှမခံဘူးသူတို့မှနော်သူတို့ဘာပဲပြောတရုတ်တောင်မှသူတို့ကကွန်မြူနစ်နိုင်ငံဖြစ်ပေမဲ့လည်းသူတို့လူကြီးကိုခတ်မယ်ဆိုရင်နိုင်ငံတော်ကြည့်ခဲ့ပါတီရဲ့ convention တွေသူတို့ငီလာခါတွေကိုလို့ပြငီလာခါမှာသူတို့ကိုမဲပေးကြတာပဲမဟုတ်ဘူးလားအဲ့ညကသူဘာဖြစ်လဲတော့မသိဘူးလေသူကဒါကြောင့်မလို့ရွေးချယ်ချက်လားမရှိသူကမဲတမဲသူကိုထည့်လိုက်တယ်သူမဲပဲသူထည့်တယ်သူဝကြီးချုပ်ဖြစ်မယ်လို့သူမဲနဲ့သူဖြစ်တယ်အဲ့ဒါကိုကဒီမိုကရေစီရဲ့ယာတူမဟုတ်ရင်ဘယ်ဥစ္စာကဒီမိုကရေစီယာတူဖြစ်မယ်ဆိုတော့ဒီမိုကရေစီဆိုတာက by the people for the people ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်ကျတို့2020နိုဝင်ဘာလ10ရက်နေ့မှာမဲပေးကြတဲ့တားနဲ့ဆိုတော့ကျွန်တော်တိတလောက်ဆိုတော့တာ30နီးပါးမဲပေးတယ်ကွာတာ30နီးပါးမဲကသူမဲတမဲကပူကြီးကြည့်တယ်လားအဲ့ဒီတာပေါင်း30မဲကပူကြီးကြည့်တယ်လားဒါဒီတိုင်းစဉ်းစားလိုက် common sense ဖြစ်တယ် common sense ဖြစ်တယ်ဆိုတော့အဲ့ဒီကျွန်တော်2020ရွေးကောက်ပွဲကိုကြည့်မယ်ဆိုရင်အဲ့ထက်မှာအဓိကတော့39 million 39တန်းလောက်ကမဲပေးနိုင်တဲ့ဈေးမှာပါဒါဆိုတော့မြန်မာနိုင်ငံလူဦးရေရဲ့39တန်းမဲကအရေးမရှိတော့ဘူးလားအဲ့ဒီမဲဇလာကိုလည်းသူတို့ကအမိုက်ပို့မှာထည့်လိုက်တယ်ဟိုနေ့ကလေဒီမဲ့ရွေးကောက်ပွဲကိုအတိမမပြုတော့ဘူးဆိုပြီးတော့လွတ်ပြလိုက်တယ်။ဒါပေမဲ့တစ်ဖက်ကပြောမယ်ဆိုရင်မဲမတမာမှုရှိတယ်ဆိုပြီးတော့အာဏာသိမ်းတယ်။မဲမတမာမှုရှိတယ်ဆိုပြီးတော့တာ30တာတမ4ဆိုတော့အဲ့မဲမတမာမှုစီကပဲမှာလဲအထောက်ထကပဲမှာလဲဒီနေ့အထိကိုသူတို့အာဏာသိမ်းတာ6လရှိပြီ။အဲ့ဒီတာ30တာတမ4မတမာမှုလို့သူတို့ဆွဲနေတဲ့ဥစ္စာစီကမရှိဘူးအဲ့မှာအထောက်အထားမရှိ no proof no evidence ဒါပေမဲ့အဲ့ဒီမှာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အပီပီဆိုင်ရာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေအလုပ်က2020ရွေးကောက်ပွဲတည်မြန်မာနိုင်ငံ2020ရွေးကောက်ပွဲတွေ
free and fair democratic အကုန်လုံးချင်ရပြီဆိုတော့ဒါဆိုရင်အဲ့ဒီနေ့မှာသူကမဲတမဲကိုပေးတယ်ဒီမှာမဲတ38တမဲကိုလှလူရှူတယ်ဆိုတော့ဘလောက်အာနာစီတောင်မှတက်ကက်ကဘာမှာအယိုးဆိုးဆိုးအာနာစီပါလားဆိုတာအမှသူတက်တက်ပြတယ်ဆိုတော့ဒါနိုင်ငံရေးမှာအဲ့လိုသူတို့လုပ်နေတာဒီတကယ်ဒါဆိုတော့သူတို့ကကျွန်တော်ထင်တယ်သူတို့ဘာလုပ်နေတယ်ဆိုတော့မသိဘူးလို့ထင်တယ်သူတို့ဘာလုပ်နေတယ်လဲဆိုတာတောင်မှသူတို့မသိတော့တဲ့အနေအထားကိုသူတို့ရောက်နေတယ်လို့ထင်တယ်ဘာလို့ဆိုတော့တာမာလူတူတယောက်အနေနဲ့ဒါကဒီစစ်စားလိုက် common sense လေဘလို့နဲ့ကိုကမဲတမဲကနော်မဲတာ39ကိုညီမျှနိုင်တယ်လေဆိုတာ democracy ဆိုတာက by the people for the people ဆိုတော့သူတို့ကအဲ့မှာသူတို့ရဲ့စီအာနာစီဒီမြေရေးကိုပဲနော်သူတို့ဘလောက်ပဲဆက်စရာကောင်းနေပါစေဘလောက်ပဲအကြဖက်မှုတွေဖြစ်နေပါစေဘလောက်ပဲလူတေနေပါစေဘသူပဲတေသေးငါမတေပြီးရောဆိုတဲ့ဥစ္စာဘသူပဲစီရဲ့ဒုက္ခရောက်နေပါစေငါမရောက်ရင်ပြီးရောဘသူပဲရှုပ်နေပါစေငါမရှုပ်ရင်ပြီးရောဆိုတဲ့စိတ်ဓာတ်ကသူတို့မှာထိရှက်တာတွေ့ရတယ်ဆိုတော့ဘသူပဲမဲပေးသူမပေးတဲ့ဥစ္စာဖြစ်တော့သူဒါမစစ်စားဘူးပေါ့ကွာစစ်စစ်ပြောဆိုတော့ဒီမိုကရေစီမှာအဲ့လိုမဟုတ်ဘူးဒီမိုကရေစီမှာကအများစာရကိုလိုက်ရတယ်အနေရဲ့စာရကိုလည်းလေးစားရတယ်အများစာရအတိုင်းတွားရတယ်ဒီသူလူထုကမဲကိုပေးတယ်မဲပေးတဲ့အများဆိုရရှိတဲ့သူကအစိုးရကိုဖွင့်တယ်ဆိုတော့ဒါအလို့ကဒီမိုကရေစီရဲ့မူဝါဒတွေဖြစ်တယ်ဆိုတော့သူတို့လုံးသမျှအလို့ဟာဒီမိုကရေစီရဲ့မူဝါဒအလို့ကိုဖျက်ဆီးလိုက်တာဖြစ်တယ်ဆိုတော့အဲ့မှာတကဘာလို့က